အရေးပြားလေးဘက်နာယောဂတဲ့ဇနီးကိုမညုံမညင်နဲ့ပြုစုဆောက်ရှောက်ပေးနေတဲ့အချစ်တက်ဆောင်အမျိုးသားမင်္ဂလာပါပရိသတ်ကြီးတို့ရေအခုနောက်ပိုင်းအိမ်တော်ရေးဖောက်ပြန်မှုတွေကိုလက်တလုံးကြားလေးပြုလုပ်နေကြတဲ့အမျိုးသားတွေများလာသလိုအခုလိုတစ္ဆာရှိရှိချစ်နေကြတဲ့သူတွေလည်းများစွာရှိပါသေးရဲ့လှပိုင်းအချိန်မှလည်းမျက်မျက်နှာနှာနဲ့ချစ်ခဲ့သလိုမကြမ်းမာတော့လို့ရုပ်ရည်ပြောင်းလဲသွားတဲ့အချိန်မှလည်းဂရုစိုက်ချစ်ပေးရကတော့တကယ့်ကိုရှားမရှားတဲ့အချစ်တက်ဆောင်ယောက်ျားလို့ဆိုရမှာပါပဲအခုတခါမှလည်းအေယာဝတီတိုင်းကံကြီးတောင်မြို့နယ်မှာနေထိုင်ကြတဲ့ကိုရန်နိုင်အောင်ကတော့ကျမ်းမာရေးမကောင်းတဲ့သူ့ရဲ့အမျိုးသမီးလေးကိုမပြစ်ခွာပဲစောင့်ရှောက်ပေးနေရနှစ်အတော်ကြာမြင့်နေပြီပဲဖြစ်ပါတယ်။ကိုရန်နိုင်အောင်ရဲ့ဇနီးတဲ့မတ်သိန်ကီကတော့အရေးပြားလေးဘက်နာယောဂါကိုခံစားနေရတာပါ။သူတို့ကအိမ်နောက်သက်6နှစ်ရှိနေပြီးဒီယောဂါကြောင့်ပဲသူ့ရဲ့ရုပ်ရည်ကပြောင်းလဲသွားပါတယ်။တစ်ချိန်ကမတ်သိန်ကီကတရွာလုံးမှာအချောလှစော်မိန်းကလေးဖြစ်ခဲ့သူတယောက်ပါ။ဝေးရပါနှလုံးယောဂါရှိပေမဲ့လည်းသူမချစ်ရတဲ့အမျိုးသားလေးနဲ့လက်ထပ်ခဲ့ပြီးလက်ထပ်ပြီးတိတ်မကြခင်ပါတည်း။အရေးပြားလေးဘက်နာယောဂါကိုခံစားလာရပါတယ်။ဆရာဝန်တွေကတော့သူမကိုလက်လျှော့ထားလိုက်ပြီးဖြစ်တာကြောင့်ဈေးနဲ့ပဲအသက်ဆက်နေရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းကိုရန်နိုင်အောင်ကတော့ဇနီးတဲ့ကိုအရာအားလုံးထပ်ပို့ပြီးတန်မိုးထားပြီးသလိုမငြင်းညူပဲအခုချိန်ထိလှုပ်ကြွေးပြုစုနေရပါ။မတ်တင်ကီကတော့အရေးပြားလေးဘက်နာယောဂအပြင်ကြောက်ကက်ယောဂနဲ့လေပင်ကြီးယောဂတွေကိုပါခံစားနေရပြီးအရင်လိုအလုံးမလုံးနိုင်တော့ပဲယောဂကြောင့်ကိုမှတ်မကြည့်ချင်တော့တဲ့အထီကိုရုပ်ကျလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအမျိုးသားဖြစ်သူကိုရန်နိုင်အောင်ကတော့ငါးရှာဖားရှာစည်ရင်ကားလောက်ရှင်နဲ့ဇနီးဖြစ်သူရဲ့တလစာဈေးဘုတ်ကိုအရရှာခဲ့ရပါတယ်။ဝေစုမီရဲ့လားဆိုရင်တော့ဈေးကိုတောက်နိုင်ပြီးဝေရှာမရတဲ့လားတွေဆိုဒီတိုင်းပဲနေနေရတာလည်းရှိခဲ့ပါတယ်။ဈေးကတောက်လိုက်မတောက်လိုက်ဆိုတော့ယောဂလည်းမတက်သားလောက်ဆရာဝန်ပြောတာကဒီယောဂကမပြောက်ဘူး။တည်တဲ့တိဒီလိုပဲခန္ဓာကိုယ်တဖြည်းဖြည်းပျက်စီးလာမှဈေးပဲဆွဲတောင်းရမယ်။အရှင်းမပြောက်ဘူးလို့ပြောပါတယ်။ဒါပေမဲ့လည်းမသိင်ကြီးကတော့ယောက်ျားဖြစ်သူကကိုယ်လည်းပြုစုရငွေလဲရှာရနဲ့ပင်ပန်းတာတွေ့ရင်စိတ်မကောင်းဘူး။သူကကိုအတွက်တော့ကဘာပေါ်မှာ2ယောက်မရှိအောင်ကောင်းခဲ့တယ်။သူမရှိရင်လည်းကိုဆိုတာမရှိတော့တာကြားခဲ့ပါပြီ။တခါတလေသူ့ကိုတနာလို့တည်သွားတာကနားဤတယ်လို့တွေးမိရဲ့။မှန်မကြည့်ရလဲကြားပါပြီ။အရင်ကရွာမှာအချောဆုံးအလှဆုံးအခုတော့ကိုမှန်ကိုမကြည့်ရတော့ပါဘူး။ခင်မွန်းတဲ့ကိုရန်နိုင်အောင်ကတော့ဇနီးဖြစ်သူယောဂခံစားနေရတာတွေ့ရင်အတော်လေးစိတ်မကောင်းဖြစ်ရတယ်။ကြိတ်ငုံမိရဲ့။သူ့ယောဂပျောက်သွားရင်တော့ကျွန်တော်ဘဝကြီးကအရာအလုံးပြည့်စုံသွားပါပြီ။သူ့ကိုတအားချစ်ခဲ့တာငငယ်လေးကကြိတ်ကြိုက်ခဲ့ရတာသူကတော့မသိတော့ဘူးနောက်တော့သူလည်းကျွန်တော်တနာလို့ထင်နေပြန်ကြိုက်တော့ရသွားတာသူဘလို့ကြီးဖြစ်နေပါစေအခုထိလည်းချစ်ပါ့သူမလားတော့လည်းချစ်နေမှာပါပြုစုနေရတာကိုလည်းမညှို့ညင်ပါဘူးဘသူတွေဘလို့ပဲပြောနေပါစေဂရုမစိုက်ပါဘူးသူ့အနာရှိနေမှာပါဆက်ပြီးပြုစုဆောက်ရှောက်ပြီးသွားမှာပါလို့ဆိုလာခဲ့ပါတယ်ကိုရန်နိုင်အောင်ကတော့ဖောက်ပြန်နေသူတွေများစွာရှိနေတဲ့အထက်ကမှအချစ်တက်ဆုံးနဲ့တစ္ဆာအရှိဆုံးလူသားတစ်ယောက်ဆိုရင်လည်းမမှားပါဘူးချောချောလှလှခြေကောင်းလက်ကောင်းဇနီးမယားရှိနေရဲ့နဲ့ဖောက်ပြန်နေတဲ့သူတွေကြားမှာတော့ယောဂတဲ့မသိင်ကြီးကတော့လူရွေးမှန်သွားခဲ့ရပါတယ်ဒီလိုအိယာတဲ့လဲနေရတဲ့အခြေအနေနဲ့တောင်ပြစ်မသွားပဲပြုစုပေးရဲ့အမျိုးသားလေးကိုရှာထားတာသူတို့နေများကိုကြည့်ပြီးပီတိဖြစ်ရတယ်အမျိုးသမီးလေးတကယ်ကံကောင်းပါတယ်ကျမ်းမာကြီးလည်းအမြန်ဆုံးတက်တာပြောက်ကင်းပြီးသက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်မဟာဖြည့်စည်းတောက်ပြီးအသက်အန္တရာယ်နဲ့ကြုံခဲ့ရကြောင်းပြောပြလိုက်အမျိုးသားမင်္ဂလာပါပရိသတ်ကြီးတို့ကျမတို့သိတာကမဟာဖြည့်စည်းဆိုတာနေ့စဉ်အကျင့်ရည်နဲ့တောက်ရတဲ့အစည်းမျိုးမဟုတ်ပဲအစာမှားတာမျိုးမအီမတာဖြစ်တဲ့အခါဗိုက်မကောင်းတာမျိုးတွေမှာတောက်ရတဲ့စေပါမဟာဖြည့်စည်းကတော့အစာအစိတ်ဖြစ်တာမျိုးအစာမှားတာမျိုးမှသာအဲ့ဒီစေမုတ်ကိုကွန်းတီးလုံးခန့်မရှိတရှိကိုပါဇက်ထဲထည့်မျိုးချလိုက်ရတာပါရေမတောက်ရပါဘူးတောက်ပြီးခဏကြာမှတက်တာသွားတာကြောင့်အိမ်တိုင်းလိုမှမဖြစ်မနေစောင့်ထားတတ်ကြပါ့ဒါပေမဲ့လည်းဒီကိုကတော့မဟာဖြည့်စည်းကိုအလွန်ကြော်တောက်မိလို့အန်ဒီယန်နဲ့ကြုံခဲ့ရပြီးသူတွေ့ကြုံရတာတွေကိုအားလုံးသတိထားနိုင်အောင်ဆိုပြီးပြန်လည်မျှဝေလာခဲ့ရပဲဖြစ်ပါတယ်ဒီမျိုးသားကတော့မဟာဖြည့်စည်းရဲ့အန်ဒီယန်မြန်မာပြည်သူပြည်သားများသိရှိစေရန်စေတနာထားပြီးတင်ပြပေးလိုက်ပါတယ်မြန်မာပြည်သူပြည်သားများအားလုံးကအိမ်တိုင်းလိုမဟာဖြည့်စည်းကိုစောင့်ထားကြပြီးတောက်သုံးနေကြတာအားလုံးအသိပါပဲလူတိုင်းလိုသုံးဆွဲနေကြတာပါဒါကြောင့်ကျွန်တော်လိုမဖြစ်အောင်အဖြစ်မှန်ကိုပြောပြချင်ပါတယ်အရင်ကကျွန်တော်တငယ်ချင်းတဦးကကျွန်တော်ကိုထမင်းစားပြီးတိုင်းဒီမဟာဖြည့်စည်းကိုတောက်ပေးလို့ပြောတာကြောင့်ကျွန်တော်လည်းသူပြောတဲ့အတိုင်းထမင်းစားပြီးတိုင်းတောက်ကြည့်ပါတယ်တောက်ရင်နဲ့ထမင်းစားပြီးတိုင်းတင်မကပဲအချိန်တိုင်းတောက်ချင်လာတာပါဒါနဲ့တစ်နေ့ကို3-4ခါတောက်ပြီးမတောက်ရရင်မနေနိုင်တော့အောင်ဆွဲလာခဲ့ပါတယ်ဒါနဲ့ကျွန်တော်တစ်နှစ်လောက်ဆွဲတောက်ခဲ့ပြီးကျွန်တော်အစာအိမ်ဦးလန်းကျောင်းမှာသွေးကြောများပေါက်ထွက်လာနဲ့ကြုံခဲ့ရပါတယ်ဒါနဲ့ကျွန်တော်ဈေးရုံတက်စစ်ဆေးချက်များပြုလုပ်ကြည့်တဲ့အခါအသေးပျက်စီးနေပြီးအစာအိမ်ဦးလန်းကျောင်းမှန်ပြောင်းကြည့်ကုသမှုများပြုလုပ်ရပါတယ်ဒါပေမဲ့ကျွန်တော်အသေးပြန်မကောင်းလာနိုင်တော့ပါဘူး
ဒီလိုဖြစ်ပြီးကျွန်တော်တခြားလူတွေကိုလေ့လာကြည့်ရဲ့အခါလူတိုင်းဒီမဟာဖြည့်စည်းကိုဆွဲသုံးနေကြတာတွေ့ရပြီးဒါကြောင့်ဘယ်မြန်မာစီပဲဖြစ်ဖြစ်တန်ရည်စီလွန်ရည်ပေးဆိုသလိုမြန်မာစီတစ်ခုခုကိုဆွဲနေကြပြီဆိုရင်သတိထားကြပါရန်စေတနာဖြင့်သတိပေးစေလိုပါတယ်မြန်မာပြည်တွင်အသေးရောဂါကြောင့်တည်ဆုံးသူအလွန်များအကြောင်းအထူးသတိထားသိကြပါတယ်လို့မဟာဖြည့်စည်းအတောက်များပြီးယောဂဖြစ်ခဲ့ကြောင်းပြောလာခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်တချို့ကတော့အမှန်ပါပဲကျမတို့မိသားစုလက်ဆွဲပဲတန်စီလွန်ပေးပါအလွန်အကျွံသုံးဆွဲရင်ဘယ်စီမဆိုဖြစ်မှာပါပဲအစာစားပြီးတိုင်းမဟာဖြည့်စည်းတောက်မိရာနေတိုင်းလိုဖြစ်လာပြီးတလားလောက်မှရင်ထဲပူဆက်ဆက်နဲ့အောင့်လာလို့မတော့ပဲရက်လိုက်ကြည့်တာခုပူတာဆက်တာရောအောင့်နာရောပျောက်သွားပါ යි ဟုတ်ပါ යි တန်စီလွန်ပေးပါဈေးဆိုပေမဲ့သူ့နေရာနဲ့သူတင့်အောင်မတုံးဆွဲတတ်ရင်အနေများတာအမှန်ပါဈေးကိုဈေးလိုပဲအညွန်နိုင်တောက်ရမှာပါခုပုတ်ကိုမူရင်းရေးသူကနေတိုင်းဒီစီတောက်နေရပါတန်စီလွန်ပေးပါအသက်ကိုကံမဆောင်ပါဘူးမဟာပြည်စည်းနဲ့ချောင်းစိုးပြောက်စီနှစ်မျိုးလုံးမိသားစုအိမ်သုံးစီအဖြစ်သုံးဆွဲတာနှစ်30ကျော်ပါပြီလိုအပ်ပါမှအညွန်တိုင်းသုံးနေမိသားစု73ယောက်သုံးနေရပါယောဂပျောက်တာပဲရှိရဲ့ဘေးထွက်ဆိုကြအခုထိတယောက်မှမဖြစ်ပါဘူးခုကိုတောက်တယ်လို့အလွန်ကျွံတောက်မိမယ်ဆိုရင်တော့တန်ရင်စီလွန်ရင်ပေးဆိုသလိုဘေးထွက်ဆိုကြဖြစ်နိုင်တာမလို့အားလုံးသတိထားစီကြပါ යි ခုကြည့်နေတဲ့သူတွေရောအိမ်မှာမဟာပြည်စည်းဆောင်ထားတတ်သူတွေပါလားမဟာပြည်စည်းနဲ့ပတ်သက်ပြီးမိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်အရေးပြားလေးဘက်နာယောဂတဲ့ဇနီးကိုမညိုမငြင်နဲ့ပြုစုစောင့်ရှောက်ပေးနေတဲ့အချစ်တက်ဆောင်အမျိုးသားမင်္ဂလာပါပရိသတ်ကြီးတို့ရေအခုနောက်ပိုင်းအိမ်တော်ရေးဖောက်ပြန်မှုတွေကိုလက်တလုံးကြားလေးပြုလုပ်နေကြတဲ့အမျိုးသားတွေများလာသလိုအခုလိုတစ္ဆာရှိချစ်နေကြတဲ့သူတွေလည်းများစွာရှိပါသေးရဲ့လပိုင်းအချိန်မှလည်းမြင့်မြတ်နုံနုံနဲ့ချစ်ခဲ့သလိုမကြမ်းမာတော့လို့ရုပ်ရည်ပြောင်းလဲသွားတဲ့အချိန်မှလည်းဂရုစိုက်ချစ်ပေးရကတော့တကယ့်ကိုရှားမရှားတဲ့အချစ်တက်ဆုံးယောက်ျားလို့ဆိုရမှာပါပဲအခုတခါမှလည်းအေယာဝတီတိုင်းကံကြီးတောင်မြို့နယ်မှာနေထိုင်ကြတဲ့ကိုရန်နိုင်အောင်ကတော့ကျမ်းမာရေးမကောင်းတဲ့သူ့ရဲ့အမျိုးသမီးလေးကိုမပစ်ခွာပဲစောင့်ရှောက်ပေးနေရနှစ်အတော်ကြာမြင့်နေပြီပဲဖြစ်ပါတယ်ကိုရန်နိုင်အောင်ရဲ့ဇနီးတဲ့မတ်သိန်ကီကတော့အရေးပြားလေးဘက်နာယောဂါကိုခံစားနေရတာပါသူတို့ကအိမ်နောက်သက်6နှစ်ရှိနေပြီးဒီယောဂါကြောင့်ပဲသူ့ရဲ့ရုပ်ရည်ကပြောင်းလဲသွားပါတယ်တချိန်ကမတ်သိန်ကီကတရွာလုံးမှာအချောလှစော်မင်းကလေးဖြစ်ခဲ့သူတယောက်ပါဝေးရပါနှလုံးယောဂါရှိပေမဲ့လည်းသူမချစ်ရတဲ့အမျိုးသားလေးနဲ့လက်ထပ်ခဲ့ပြီးလက်ထပ်ပြီးတိတ်မကြခင်ပါတဲ့အရေးပြားလေးဘက်နာယောဂါကိုခံစားလာရပါတယ်ဆရာဝန်တွေကတော့သူမကိုလက်လျှော့ထားလိုက်ပြီးဖြစ်တာကြောင့်စီးနေပဲအသက်ဆက်နေရတာဖြစ်ပါတယ်ဒါပေမဲ့လည်းကိုရန်နိုင်အောင်ကတော့ဇနီးတဲ့ကိုအရာအားလုံးထပ်ပို့ပြီးတန်မိုးထားပြီးသလိုမငြင်းညူပဲအခုချိန်ထိလှုပ်ကြွေးပြုစုနေရပါမသိင်ကြီးကတော့အရေးပြားလေးဘက်နာယောဂအပြင်ကြောက်ကက်ယောဂနဲ့လေပင်ကြီးယောဂတွေကိုပါခံစားနေရပြီးအရင်လိုအလုံးမလုံးနိုင်တော့ပဲယောဂကြောင့်ကိုမှတ်မကြည့်ချင်တော့တဲ့အထီကိုရုပ်ကျလာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းအမျိုးသားဖြစ်သူကိုရန်နိုင်အောင်ကတော့ငါးရှာဖားရှာစည်ရင်ငါလှုပ်ရှင်နဲ့ဇနီးဖြစ်သူရဲ့တလစာဈေးဘုတ်ကိုအရရှာခဲ့ရပါတယ်။ဝေစုမီရဲ့လားဆိုရင်တော့ဈေးကိုတောက်နိုင်ပြီးဝေရှာမရတဲ့လားတွေဆိုဒီတိုင်းပဲနေရတာလည်းရှိခဲ့ပါတယ်။ဈေးကတောက်လိုက်မတောက်လိုက်ဆိုတော့ယောဂလည်းမတက်သားလောက်ဆရာဝန်ပြောတာကဒီယောဂကမပြောက်ဘူး။တည်တဲ့တိဒီလိုပဲခန္ဓာကိုယ်တဖြည်းဖြည်းပျက်စီးလာမှဈေးပဲဆွဲတောင်းရမယ်အရှင်းမပြောက်ဘူးလို့ပြောပါတယ်။ဒါပေမဲ့လည်းမသိင်ကြီးကတော့ယောက်ျားဖြစ်သူကကိုယ်လည်းပြုစုရငွေလဲရှာရနဲ့ပင်ပန်းတာတွေ့ရင်စိတ်မကောင်းဘူး။သူကကိုအတွက်တော့ကဘာပေါ်မှာ2ယောက်မရှိအောင်ကောင်းခဲ့တယ်။သူမရှိရင်လည်းကိုဆိုတာမရှိတော့တာကြားခဲ့ပါပြီ။တခါတလေသူ့ကိုတနာလို့တည်သွားတာကနားဤတယ်လို့တွေးမိရဲ့။မှန်မကြည့်ရလဲကြားပါပြီ။အရင်ကရွာမှာအချောဆုံးအလှဆုံးအခုတော့ကိုမှန်ကိုမကြည့်ရတော့ပါဘူး။ခင်မွန်းတဲ့ကိုရန်နိုင်အောင်ကတော့ဇနီးဖြစ်သူယောဂခံစားနေရတာတွေ့ရင်အတော်လေးစိတ်မကောင်းဖြစ်ရတယ်။ကြိတ်ငုံမိရဲ့။သူ့ယောဂပျောက်သွားရင်တော့ကျွန်တော်ဘဝကြီးကအရာအလုံးပြည့်စုံသွားပါပြီ။သူ့ကိုတအားချစ်ခဲ့တာငငယ်တည်းကကြိတ်ကြိုက်ခဲ့ရတာသူကတော့မသိတော့ဘူးနောက်တော့သူလည်းကျွန်တော်တနာလို့ထင်နေပြန်ကြိုက်တော့ရသွားတာသူဘလို့ကြီးဖြစ်နေပါစေအခုထိလည်းချစ်ပါ යි သူမလားတော့လည်းချစ်နေမှာပါပြုစုနေရတာကိုလည်းမညှို့ညင်ပါဘူးဘသူတွေဘလို့ပဲပြောနေပါစေဂရုမစိုက်ပါဘူးသူအနာရှိနေမှာပါဆက်ပြီးပြုစုစောင့်ရှောက်ပြီးသွားမှာပါလို့ဆိုလာခဲ့ပါ යි ကိုရန်နိုင်အောင်ကတော့ဖောက်ပြန်နေသူတွေများစွာရှိနေတဲ့အထက်ကမှအချစ်တက်ဆုံးနဲ့တစ္ဆာအရှိဆုံးလူသားတစ်ယောက်ဆိုရင်လည်းမမှားပါဘူးချောချောလှလှခြေကောင်းလက်ကောင်းဇနီးမယားရှိနေရဲ့နဲ့ဖောက်ပြန်နေတဲ့သူတွေကြားမှာတော့ယောဂတဲ့မသိင်ကြီးကတော့လူရွေးမှန်သွားခဲ့ရပါ යි ဒီလိုအိရတဲ့လဲနေရတဲ့အခြေအနေနဲ့တောင်ပြစ်မသွားပဲပြုစုပေးရဲ့အမျိုးသားလေးကိုရှာထားတာသူတို့နေများကိုကြည့်ပြီးပီတိဖြစ်ရတယ်အမျိုးသမီးလေးတကယ်ကံကောင်းပါ යි ကျမ်းမာကြီးလည်းအမြန်ဆုံးတက်တာပြောက်ကင်းပြီးသက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါ යි အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်